ဒါပါဟင်းလဲတိကြလားကျွန်တော်လည်းမသိဘူးဗျဟိုလိမ့်ပေါ်မှာလေအမိုင်းတယောက်ချက်ပြတာစားချင်စရာလေးဆိုလို့လိတ်ချက်ကြည့်တာအိုးအရန်ကောင်းတယ်မထင်ပါပဲနဲ့ဒီလိုမျိုးလေးလိတ်ချက်စားကြည့်နော်လိုအပ်တဲ့ပစ္စည်းတွေကတော့ဒီမှာကျက်သွန်ဖြူကျက်သွန်မီရယ်ပြီးတော့မြစ်ရယ်နော်မြစ်ပါဒါနံပါတ်ချင်းဒါလေးကငပီစိမ့်စားပေါ့နော်ပြီးတော့မှငရုတ်သီးလေးငရုတ်သီးစိမ့်လေးပြီးတော့အသားတူရယ်နံပင်ရယ်ပေါ့နော်ပြီးရင်အုပ်ဖို့တေဘူလိုင်စီလေးထည့်ပြီးတော့မှကျက်သွန်ဖြူနေကိုစီသားလိုက်မှာပေါ့နော်ကျက်သွန်ဖြူနေလေးကိုအရင်ဆုံးစီသားမယ်ပြီးလို့ဆိုရင်စနက်မုံလေးနည်းနည်းထည့်မှာပေါ့နော်အယောင်လောင်းစနက်မုံကအယောင်လောင်းတော့မကောက်ဘူးပေါ့နော်ကျောင်းမရေးအတွက်လည်းပဲအဆင်ပြေတာပေါ့နော်ပြီးတော့ငပီစိမ့်စားနည်းနည်းလေးထည့်ပြီးစီသားမှာနော်ငွေအောင်ပြီးတော့ငရုတ်ကြီးခွဲချမ်းလေးထမင်းစားစုံတစ်စုံတော့ထည့်လိုက်မှာပေါ့နော်ချင်းဆက်စားလေးဖြစ်အောင်ပြီးတော့မှမိလေးထည့်အရင်ကြော်လိုက်မှာပေါ့နော်မိကိုအရင်ထည့်ပြီးကြော်မယ်နော်မိကြော်နေတဲ့အချိန်မှာတော့နံပါတ်ချင်းလေးကိုရေလေးဖြော်ထားမှာနော်ရေလေးဖြော်ထားလိုက်မယ်နံပါတ်ချင်းတို့ရေဖြော်ထားလိုက်မယ်ကြည်တော့အောင်ပေါ့နော်ပြီးတော့အသားတူလေးကိုလည်းရေစိမ်ထားမယ်နော်အသားတူလေးကိုလည်းရေစိမ်ထားမယ်မြစ်တွေနွမ်းလာပြီဆိုလို့ဆိုရင်လေနံပါတ်ချင်းဖြော်ထားတဲ့အားလေးကိုလောင်းထည့်လိုက်စားချင်စရာလေးနော်အယောင်လေးပါရေလေးနည်းနည်းလေးထပ်ထည့်မယ်နော်ဒါနည်းနည်းပြင့်နေတယ်ဒီလိုရေကြဲကြဲလေးဆိုပို့ပြီးတော့မှစားလိုက်ကောင်းတမင်းပူပူလေးနဲ့ဆိုပါဟင်းမှမလို့ပြီးတော့စားရအပေါ့အငံထဲမှာပေါ့နော်အချိုရအငံရနွေရာသီကြတော့တမင်းမစားချင်ဘူးလေနော်တအားရာသီဥတုကတအားပူတော့ဟိုတမင်းနေဟင်းနေနဲ့တိတ်မစားချင်ဘူးဒါကြောင့်မို့ဒီလိုမျိုးတမင်းဒီဟင်းနဲ့ဆိုတမင်းအယောင်စားကောင်းတယ်ဗျပြီးတော့မှအသားတူလေးထည့်မယ်နော်အသားတူကချခါနီးမှထည့်မယ်နော်တအားပျော်ပြဲသွားမှာဆိုလို့အဲ့ဒီနံပါတ်ချင်းရတာလေဒီအသားတူလေးတဲ့ကိုစိမ့်ဝင်သွားတော့အဲ့ဒီအသားတူလုံးလေးလည်းစားလိုက်လို့ရှင်ဘယ်လိုလေးလဲမသိဘူးနံပါတ်ချင်းရတာလေးနဲ့မြင့်ရတာလေးနဲ့ဆိုတော့ရမ်းစားလို့ကောင်းတယ်စိမ့်လေးဖြစ်သွားတယ်ပြီးတော့မှချခါနီးကငရုတ်ကြီးစိမ့်လေးအုပ်မှာပေါ့နော်ငရုတ်ကြီးစိမ့်လေးရဲ့နန်းပင်လေးရဲ့အဲ့ဒါလေးအုပ်လိုက်မယ်နော်ဒီလိုလေးပါအိုးမြင်တာနဲ့တော့စားချင်လာပြီနော်ဒီမှာချစ်နေရတဲ့မွေးနေတာပါဟင်းရလို့တော့မဟုတ်ဘူးပေါ့နော်လိမ့်ပေါ်ကသူများစားကောင်းတယ်ဆိုလို့လက်ချက်စားကြည့်တာတော်တော်စားကောင်းတယ်ကြာမြင်တာနဲ့စားချင်းစရာလေးနော်အယောင်လေးရောအရသာလေးလည်းမြည်ကြည့်တာတော်တော်အယောင်ကောင်းတာအားလုံးလက်ချက်စားကြည့်နော်